မနဲ့စောစောစီစီဗျာချက်ရမဲ့ဟင်းတွေမရှိတော့အင်းအောက်ကခြံတဲ့စင်းပြီးတော့ကျူးမြစ်သွားတူးမှာပေါ့နော်အင်းအောက်ကဆိုင်ထားတဲ့ဟင်းတီဟင်းရွက်တွေကြတော့တောင်ပေါ်ဒေတာလိုအပ်ချက်အရာပေါ့နော်ส่งတဲ့တလောက်တော့ส่งပေမဲ့ဗျာရှိတဲ့တလောက်တော့မရှိသေးဘူးဗျဟင်းတခွဲစာအတော့ပဲဆိုတော့ဗျာတအုံပဲတူးမှာပေါ့နော်တအုံတူးပြီးရင်တော့ဗျာအနီးနာကသူ့ရဲ့ကျူးမြစ်တအုံရဲ့အမြစ်တွေကိုမချောက်အောင်မိပြန်ဖုံးပေးရတယ်ပေါ့နော်အိမ်ဘေးနားမှာရေလောင်ထားတဲ့ရေကန်တေးသေးလေးရှိတယ်ဆိုတော့ဗျာဒီရေကန်မှာအစင်တင်စေးလိုက်ရုံပဲပေါ့နော်ရေကကျတော့မိုးရာသီဆိုရင်မိုးရေထဲရင်ထဲမဟုတ်ရင်ဟိုရွာထက်ကနေတော်လာတဲ့ရေကိုအိမ်ရောက်ရင်တော့ဒီရေကန်တဲ့ကိုအကရလာတဲ့ရေနဲ့ရေလောင်တာလည်းရှိတယ်ဗျရွာထက်ကရေကန်ကျတော့ဆောင်းရာသီကုန်ခါนี้အထိရေရတယ်ပေါ့နော်ဖယ်ထားတဲ့အမြင့်နဲ့ရွက်လေးတွေရေကန်မှာမပွားအောင်လို့ပန်းပင်ဘေးနားမြေဩစာအဖြစ်ထည့်ပေးလိုက်မယ်ဗျာအပီးသက်နောက်ဆုံးအစင်ဆေးပြီးရင်တော့အင်ပေါ်ပြန်တက်ပြီးတော့ချက်လိုက်ဦးမယ်ဗျစင်တီတုံးအတုံးပြုတ်မှာဆိုတော့ရေဆေးလိုက်ဦးမယ်ဗျာကျွန်တော်ပုတ်ကလေးကအမြင်နဲ့ရတော့ဗျာဟင်းချက်ရင်တော့လာဖို့တဲ့အရသာရှိဖို့ပိုအရေးကြီးတယ်လို့ထင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်အထင်ပေါ့ဗျဒါပေမဲ့လူသားရဲ့အဲ့လိုမဟုတ်ပါဘူးနော်လူသားကအလားကိုပို့ပြီးတော့မှန်မောကြတာပေါ့ဗျာကျူးမြစ်လေးတွေအစိတ်စိတ်ဖြစ်ပြီးတော့ရင်တော့ဗျာရေနှခေါက်လောက်ထက်ဆေးလိုက်မယ်ပေါ့နော်ကျူးမြစ်နဲ့ငါးတစ်တာချက်မှာဆိုတော့ဗျာဟိုနေ့ကထီမီကွေကလက်ဆောင်ပိုးလာတဲ့ငါးတစ်တာနဲ့ချက်ကြည့်မယ်ပေါ့နော်တောင်ပေါ်ကကျူးမြစ်တွေချက်ရင်တော့ငါးတစ်တာနဲ့ချက်တာများတယ်ဗျထီမီကွေခရမ်းချင်းတီအနေစားတဲ့ငါးတစ်တာတယ်ဗျာထီမီကွေငါးတစ်တာကိုလည်းတန်ရှင်းလက်ဆက်စွာထုတ်လုပ်ထားသေးတယ်တဲ့ဗျာနဘူးထုတ်လာတာတဘူးပဲချက်မှာပေါ့နော်မိသားစု3ယောက်ပဲရှိတာဆိုတော့ငါကြတော့အကောင်လိုက်ကြီးရှိသေးတယ်ဗျတဘူးနဲ့ဒီလောက်ရတယ်ပေါ့နော်ဟင်းချက်တဲ့အိုးလေးဆေးလိုက်ဦးမယ်ဗျာဆေးပြီးရင်တော့သူကရေ6အောင်မီးနည်းနည်းတောက်အောင်လုပ်လိုက်မယ်ဗျာရွာမှာနေတဲ့လူတိုင်းလို့ကြတော့ဒီလိုမျိုးမီးမုတ်ဖူးကြတယ်မလားဗျစီရတော့နှစိုးလေးထည့်လိုက်မယ်ဗျဒါတော့အမေကြော်ထားတဲ့အာလူးလေးပါငါတစ်တာတွေကမချက်ပဲနဲ့ဒီတိုင်းစားလို့ရလားဗျချက်တော့မယ်ဗျာဟင်းချက်ကျွမ်းကျင်တာပေါ်ကုန်တော့မှာပဲเนาะခုနအောက်ကရင်ချပြီးမှထည့်ရမှာဗျာကျွန်တော်မေ့သွားလို့ဒီမီကွေငါတစ်တာတကယ်အကောင်လိုက်ကြီးရှိသေးတယ်ဗျအမဒီလိုမျိုးချက်စားဖူးကြလားဗျကျွန်တော်တို့ရွာပဲကျွန်တော်ငါတစ်တာတွေချက်ရင်တော့ကျူးမြေတို့ကျင်းတို့အဲ့လိုမျိုးချက်လေးရှိတယ်ပေါ့နော်ချက်ပြီးဆိုတော့အမေအာလူးအိုးလေးပြန်တင်ပြလိုက်မယ်ဗျဒီမနေ့တော့ကျွန်တော်ကတမျိုးချက်ပါတယ်အမေကတော့အာလူးကြော်ထားတယ်ပေါ့နော်ချက်ပြီးလို့ကြံတဲ့ที่มีကွေငါတက်တာလဲချက်ခိုးပေါ်ပြန်တင်ပြီးတော့စွန်းတော်လေးတင်လိုက်အောင်မယ်ဗျာအဖေတို့အမေတို့တွဲတပကန်ခွိုင်းသားပြီးရင်တော့ကျွန်တော်အရင်စားတော့မှာပေါ့နော်ကျွန်တော်ခြံအရင်တွားရမှာဆိုတော့ဗျာအဖေအတွက်သမင်းဦးဟင်းဦးအရင်ခူးထားပေးတာပေါ့နော်ခါတိုင်းအာလူးဆိုဒီလောက်အရသာမကောင်းပါဘူးဗျာစားပြီးတောက်ပြီးရင်တော့ဗျာခြံတွားတော့မှာပေါ့နော်ရေထဲမှာနေတဲ့ငခုတော့မဖြူတဲ့ဟာဟုတ်တဲ့မင်းကတနခါလိမ့်မတော့ဘာလို့ဖြူချင်တာလဲတဲ့ဖြူချင်တာကကိုယ့်အပိုင်းဗျာမဖြူလာတာကသူ့အပိုင်းပေါ့နော်လက်ဖက်ခြံပဲပေါ့နော်ဒီနေ့တော့လက်ဖက်ပြန်သွားခူးတာပေါ့ဗျာလက်ဖက်ကတိတ်မရှိသေးတော့ဗျကိုဆောင်နတ်နဲ့ဆို2ယောက်ပဲခူးတာပေါ့ဗျာမိုးကဖွဲကြနေတယ်ဗျမခူးလို့လည်းမရတော့နော်တချို့လက်ဖက်ပင်တွေနည်းနည်းရင်းကုန်နေတော့ဗျာမိုးနည်းနည်းကြလဲအုတ်ထုတ်ဆောင်ပြီးခူးရတာပေါ့နော်အုတ်ထုတ်အနီနဲ့ဆိုတော့ဗျာဘယ်ကကလေးမလဲဆိုပြီးတော့ပြူးပြဲပြီးတော့လိုက်ကြည့်မနေနဲ့အောင်ဗျအသားမဲမဲနဲ့ကိုလူချောကြီးပါလားဆိုပြီးတော့ပြန်မြင်လာလိမ့်မယ်ဗျာလက်ဖက်ပင်ကြီးတွေလည်းစထွက်ခါစဖြစ်နေပြီပေါ့နော်တပလာရပြီဆိုတော့လက်ဖက်ตุนပြီးရင်တော့တဲတဲ့ခဏနားဦးမယ်ဗျရောက်တာကတော့မနေ့အစောကြီးရောက်ပါတယ်ဗျဒါပေမဲ့မိုးကလည်းရွာနေတော့ဗျာလုံးမရတော့ခြံထဲမှာတဲထဲမှာပဲအောင်းနေတာပေါ့နော်တဲထဲမှာအောင်းနေရင်လည်းဘိုက်ကစားလာပြီဗျာဖဲကြောယူပြီးတော့သမင်းစားဖို့ပြင်ရတော့တာပေါ့နော်မတက်နိုင်ဘူးလေနော်ဘိုက်ကသူ့အချိန်သူတိပြီးသားသူခေါင်းလောင်းနဲ့သူဆိုတော့ဗျာဖဲကြောကမိုးနေတိုင်းရွာထားတယ်ဆိုပေမဲ့လည်းဗျာရ
ရေဆေးလိုက်အောင်မယ်ပေါ့နော်လက်လဲဆေးလိုက်အောင်မယ်ဗျညကတည်းကချက်ထားတဲ့ရင်းစားလို့မကုန်တော့ထုတ်လာတယ်ဗျဒါကတော့ထီမီကွေရထုတ်ထားတဲ့ငါပိချင်းပုံကျော်လက်ဆောင်ရထားတဲ့ဟာလဲပါလာတယ်ပေါ့နော်ငါတစ်တာလိုမျိုးဘူးကိုတေချာထုတ်ပေးထားတာတော့ဗျာခြံယူသွားရအဆင်ပြေတယ်ပေါ့နော်ကိုရဲ့မပါမဖြစ်နေတိုင်းပါလာတဲ့ဟင်းလဲပါလာတယ်ဗျဒီဟင်းပေါ့နော်ကြိုက်တဲ့သမီးကိုဖဲရွက်ပေါ်တင်နိုင်မယ်ဗျာထီမီကွေရဲ့ငါပိချင်းပုံကျော်လေးလဲဖောက်ပြီးစားလိုက်မယ်ဗျာအများကြီးပဲဗျအများကြီးပဲဆိုတော့လူ၄-5 ယောက်လောက်တောင်စားလို့လောက်တယ်လို့ကျွန်တော်ထင်တယ်ဗျထီမီကွေရဲ့ငါပိချင်းပုံကျော်နဲ့လက်ဖက်ရွက်နဲ့လည်းပေါင်းစားကြည့်မယ်ဗျလက်ဖက်ရွက်ကိုဒီလိုမျိုးအရွက်လိုက်စားဖူးကြလားဗျတော်ကောင်းတယ်နော်မိုးရတီကထွက်တဲ့လက်ဖက်ဆိုရင်အရသာတိတ်မခါတော့ဗျာဒီလိုအစိမ်းလိုက်စားရင်တော်လေးအဆင်ပြေတယ်ဗျထီမီကွေရဲ့ငါပိချင်းပုံကျော်လေးကအများကြီးဆိုတော့ဗျာစားလို့မကုန်တော့ဘူးနဲ့တေချာပိတ်ပြီးတော့နောက်နေ့မှပဲပြန်စားလိုက်မယ်ပေါ့နော်သမင်းနဲ့ကုန်တော့ဗျာဘိုက်ကမဝတိတော့လက်ဖက်ရွက်ပဲစားတာပေါ့နော်စားတဲ့လက်ဖက်ရွက်အကျွင်းတန်တော့လွန့်ပစ်လိုက်မယ်ဗျဒီဖက်ရွက်လည်းကျွတ်အိတ်လိုမျိုးမဟုတ်တော့ကြိုက်တလို့လွန့်ပစ်ပြီး5 လကြာတာနဲ့ပုတ်ပြီးတော့မြေဩစာဖြစ်သွားတာပဲဗျာစားပြီးရင်တော့လက်ဖက်ပြန်သွားခူးရတာပေါ့နော်သမင်းစားပြီးတဲ့နောက်ပိုင်းတော့မိုးကတိတ်မရွာတော့ဘူးဗျတပလိုက်ထက်ပြည့်ပြီပေါ့နော်သမင်းစားပြီးတော့3 ပလိုက်လောက်ရပြီဆိုတာနဲ့ကျွန်တော်ကပြန်လိုက်တယ်ဗျာမိုးလဲချုပ်နေပြီဆိုတော့9 နာရီကျော်ပြီဆိုတော့နော်